ခုဖော်ပြထားတဲ့ data analysis desktop ကတော့ Google ရှိနေ Google Looker Studio ကိုအသုံးပြုပြီးတော့တည်ဆောက်ထားတာဖြစ်ပါတယ်ဒီမှာတင်ပြလာတဲ့အချက်လက်တွေကတော့မှတ်တကြီးစားစမှုလုပ်ငန်းကနေပြီးတော့စစ်စီထုတ်ပေးခဲ့တဲ့ COE ထုတ်ပေးခဲ့တဲ့အခြေအနေတွေကိုတင်ပြလာတာဖြစ်ပါတယ်ဒီပထမဆုံးဇာတ်ကတော့မော်တော်ယာဉ်မျိုးစားလိုက်ထုတ်လုပ်ခဲ့တဲ့ကုမ္ပဏီနဲ့ထုတ်လုပ်ခဲ့တဲ့ CE ကိုဖော်ပြထားတာဖြစ်ပါတယ်ဒုတိယဇာတ်ကတော့တိုင်းဒေသကြီးပြည်နယ်အလိုက်ကုမ္ပဏီတွေကိုပြန်လည်တည်ရှိနေမှုအခြေအနေနဲ့ထုတ်လုပ်ခဲ့တဲ့ CE တွေကိုဖော်ပြထားတာဖြစ်ပါတယ်တတိယဇာတ်ကတော့ကုမ္ပဏီအလိုက်ထုတ်လုပ်ခဲ့တဲ့ model နဲ့ CE ကိုဖော်ပြထားတာဖြစ်ပါတယ်ဒါကတော့စုစုပေါင်း CE ဘယ်လောက်ထုတ်လုပ်ခဲ့တဲ့နဲ့ကုမ္ပဏီဘဏ္ဍာခုကနေပြီးတော့ထုတ်လုပ်ခဲ့တဲ့ဆိုတာကိုဖော်ပြထားတာဖြစ်ပါတယ်ဒီ check တွေကတော့တိုင်းဒေသကြီးပြည်နယ်အလိုက်ထုတ်လုပ်ခဲ့မှုရာခိုင်နှုန်းကိုဖော်ပြထားတာဖြစ်ပါတယ်ဒီအောက်ဆုံးကတော့ဒါချက်ကတော့အမှတ်တရစိတ်အလိုက်ထုတ်လုပ်ခဲ့တဲ့ model မျိုးစားတွေကိုဖော်ပြထားတာဖြစ်ပါတယ်ဒီ data analysis dashboard မှာဒီတက်ပို့ပြီးတော့ဒီစိတ်တဲ့ချက်လက်တွေကိုဆက်လက်ကြည့်ရှုနိုင်ပါတယ်cycle အကြောင်းသိချင်တယ်ဆိုရင် cycle ကိုနှိပ်လိုက်ပါဒါဆိုရင် cycle နဲ့ပတ်သက်တဲ့ချက်လက်တွေပြောင်းသွားမှာဖြစ်ပါတယ် cycle ကခုပေါင်းကုမ္ပဏီ5ခုကထုတ်လုပ်တဲ့ CE 1500ထုတ်လုပ်ခဲ့တယ်ဆိုတာကိုဒီဘက်မှာအသေးစိတ်ပြန်ဖော်ပြပါတယ်cycle ထုတ်လုပ်တဲ့ကုမ္ပဏီ5ခုကိုဒီမှာပြန်ဖော်ပြတယ်ပြီးရင် model မျိုးစားဒီကိုဖော်ပြတယ်ပြီးရင် CE ကိုဖော်ပြတယ် CE 1500ရဲ့ breakdown ကိုဖော်ပြတယ်နောက်ပြီးတော့မှအဲဒီမှာ model အလိုက် brand တစ်စိတ်အလိုက်နောက်ထုတ်လုပ်ခဲ့တယ်ဆိုတဲ့ဟာကိုပဲဒီအောက်မှာပါချက်နဲ့ဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်။မှာဆိုရင်မန္တလေးတိုင်းပြည်သားကြီးကကုမ္ပဏီနှစ်ခုရှိတယ်ဒီကုမ္ပဏီနှစ်ခုကြောင့်သိချင်တယ်ဆိုရင်မန္တလေးတိုင်းကိုဆက်နေလိုက်ဒီကုမ္ပဏီနှစ်ခုတက်ကြလာမှာဖြစ်ပါတယ်။ဒီကုမ္ပဏီနှစ်ခုတွေကမှ Shining Way ကြောင့်တက်သိချင်တယ်ဆိုရင် Shining Way ကိုနေလိုက်ရင်ဒါ Shining Way ကြောင့်ကုမ္ပဏီရဲ့ထုတ်လုပ်ခဲ့တဲ့ product ၃မျိုးကိုအောက်မှာပြတာဖြစ်ပါတယ်။ဒါဒီစီအားအောင်တဲ့ချက်လက်တွေကိုအသေးစိတ်ပြန်လည်ကြည့်ရှုနိုင်အောင်စီမံထားတာဖြစ်ပါတယ်ဒီလိုပဲကားအကြောင်းကျွန်တော်ကားအကြောင်းသိချင်တယ်ဆိုရင်ကားကိုနေလိုက်ပါဒါဆိုရင်ကားကရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ကုမ္ပဏီ12ခုကနေပြီးတော့ CE 1062စီထုတ်လုပ်ထားတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ကုမ္ပဏီလိုက်ထပ်ပြီးတော့သိချင်တယ်ဆိုရင်ဒီကုမ္ပဏီ capital ရဲ့ motor အကြောင်းသိချင် capital motor ကိုနေလိုက်ပါဒါဆိုရင် capital motor က model နှစ်မျိုးထုတ်တယ်စုစုပေါင်း82စီထုတ်လုပ်ပြီးဖြစ်တယ်ဆိုတာတွေ့ရမယ်ဒီ model နှစ်မျိုးအကြောင်းသိချင်တယ်ဆိုရင်ဒီအောက်မှာသူကမှတ်တစိတ်ကတော့ 4 မှတ်တစိတ်နဲ့ Ranger double cab 36စီထုတ်လုပ်တာဖြစ်ပါတယ်နောက်က4 မှတ်တစိတ်နဲ့လည်း average 46စီထုတ်လုပ်တာတွေ့ရမှာဖြစ်ပါတယ်ဒီဇာတ်တစ်ခုနဲ့တစ်ခုကိုလည်းပြန်ပြန်ချိတ်ဆက်နိုင်အောင်ဆောင်ရွက်ထားတာဖြစ်တဲ့ကြောင့်သုံးဆွဲရတာဒီလိုလွယ်ကူပါတယ်ဒါအပြင်ကျွန်တော်တို့က data ချက်လက်တွေကနှစ်လိုက်ထည့်တာလို့ဆိုရင်နှစ်လိုက်လည်းကြည့်ရှုလို့ရပါတယ်အခုလောလောဆယ်တော့ကျွန်တော်2025ခုနှစ်တစ်ခုပဲပေါ်ပြတယ်လို့ကျွန်တော်2025တစ်ခုပဲပေါ်ပြတွေ့ရမှာဖြစ်ပါတယ်လာလိုက်ဆိုလည်းလာလိုက်ကြည့်ရှုလို့ရပါတယ်ဒီလောလောဆယ်တော့3လစာပဲဒီလိုတော့ကြောင့်3လပဲနေရာမှာဖြစ်ပါတယ်ဒီ data တွေက online စနစ်ကိုအခြေခံထားတဲ့အတွက်ကြောင့်အမြဲတမ်း up to date ဖြစ်နေမှာဖြစ်တဲ့အတွက်ကြောင့် up to date data analysis ကိုအမြဲတမ်းတွေ့နေရမှာဖြစ်ပါတယ်